အားလုံးလက်အုပ်ချီပြီးနောက်ကအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဘုန်းကြီးတို့ဒီကနေ့1339ခုနှစ်နရောလဆန်း12ရက်နေ့ညအင်းစိန်မြို့ဘာရက်ကွက်ပါလဲအင်းစိန်မြို့ပိန်းနေကုန်းရက်ကွက်ဦးမဲကျောင်းတိုက်ဟုတ်ကဲ့လားဦးမဲကျောင်းတိုက်အတွင်းမှာရှိနေတဲ့ပုံညမှုနိဇေရီတော်ကြီးပြီးမြောက်အောင်မြင်ရေးအတွက်တောင်းပန်လျှောက်ထားကြလို့ဒီကနေ့အစနေ့ဖြစ်ပါတယ်ဒီအစနေ့မှာအလုံးစုံတရားဓမ္မတွေအားဒီကနေ့ရှေ့ပိုင်းမှာဒါနကံဆိုင်ရာကိုဟောပြီးတော့ဝိပဿနာနဲ့ပတ်သက်လို့တော့ဇက်ကွက်ထဲမှာပဲဘုန်းကြီးဉာဏ်စဉ်တက်ပြီးပါမယ်ဒါနပြုတဲ့နေရာမှာတချို့ကလည်းဒီဒါနနဲ့ပတ်သက်ပြီးတော့ဟောအရင်တုန်းကပါပြိဿအတော်လေးဟောင်းနှွမ်းသွားပါပြီကြာသွားပါပြီဒါနပြုတန်တရားရှိတယ်တန်တရားရှိတယ်ဆိုတဲ့စကားလုံးတွေရေလဲနဲ့သုံးတော်လဲဘယ်သူမှလက်မခံလို့လှူတန်းနေကြတဲ့ဘုရားသားသမီးတော်အနေနဲ့အသုံးမပြုတာနဲ့ပျောက်ကွယ်သွားပါတချို့ကလည်းပုံညာပြီးကုံနာပဲရှိတယ်ကွာလူရဲဆိုတာကုံနာပဲကွာအဲ့ဒါလို့ဖြစ်တတ်ကြတယ်ပြီးတော့တစ်ခါပြောကြသေးတယ်ဒါနပြုတာဟာတန်တရားရှည်ပြန်တဲ့မရှိပါဘူးဒါနပေါ်တန်တရားရှည်တဲ့ပုံမှန်ကြီးကတမင်တက်တက်လာပြီးတော့အတက်လွဲနေခြင်းဖြစ်ပါတန်တရားရှိတယ်ဆိုတဲ့ပုံမှန်ကဒါနပေါ်တက်ရမှာမဟုတ်ပါဘုန်းကြီးဥပမာပြောနားလည်ပါလိမ့်လက်သမားလုံးလို့ရလက်ကစားလုံးလို့ရအယောင်းဝင်နဲ့ရဘယ်လိုနည်းမျိုးနဲ့ရအဲ့ဒီရတဲ့ဝတ္ထုငွေ30ဆိုကြပါစို့အိတ်ထောင်နဲ့ထက်ဈေးရဲရှောင်းသွားပြီးတော့ရင်တောက်တယ်ချိုတယ်မြတယ်ရှာအဖွာလူရာတောက်တယ်ချိုတယ်စိတ်နဲ့အေးခေါက်ဆွဲစားတယ်စိတ်နဲ့ဤတယ်အဘားဆိုင်ဝင်ထိုင်တယ်မူးတယ်ငွေ30နဲ့ငွေ30နဲ့ငွေ30ကကျုပ်နဲ့ဘီလာရီတောက်ပါကျုပ်နဲ့ဖွာလူရာတောက်ပါကျုပ်နဲ့ခေါက်ဆွဲစားပါကျုပ်နဲ့ဘားဆိုင်ထိုင်ပါလို့ရှာထားတဲ့စီးပွားရေးကြောင့်ရတဲ့ငွေ30ကညာခိုင်းသလားပြုတ်ပြိဿကြီးပြောတယ်နော်ခမည်းတော်အတန်ပြော့သွားရင်ကျုပ်ကမကြဘူးဒီထင်းနေဟုတ်တယ်လူမမာသွားသတိရလူမမာသက်တာဖြစ်တော့ဘေးကသွားမေးတယ်မင်းယောဂအခြေအနေပဲနဲ့သို့နဲ့သက်တာရလားလူမမာကအတန်ကလေးနဲ့ပြောရှာကျုပ်တော့ဒီတောင်ကကြောမထင်ပါအတန်လေးနဲ့ပြောတယ်ပြီးတော့မေးတဲ့လူကအာမရတရားပြန်ထွက်လာတယ်ဘေးလူကစီးမေးတယ်ဘယ်နဲ့တော့ဟဲ့လူမမာအခြေအနေငါလူရဲတဲ့လူမမာအခြေအနေကတော့အတန်ကလေးနဲ့ရှိတော့တာသိမ့်မကြဘူးမောင်ရကျုပ်ကဒါကြောင့်ခမည်းတော်အတန်ကလေးများပြော့သွားရင်မကြဘူးကြီးထင်းနေတာပိဋကကြီးကြာမလားကြာမှာပါလို့ပါဟုတ်ဘယ်လိုစီလဲထွက်သွားတာတော့ကြာမှာပါဘယ်အလောက်ကကြက်သိမ်းထားစရာကြီးဘယ်လည်းမကြဘူးရဲ့လို့တော်တော်မျက်စိလည်းပြောက်တော့ပိဋကကြီးကြာမှာလားမကြဘူးလားအဲ့ဒါလို့လှုပ်ဆန်းပါကြာမှာပါဒါကြောင့်အတန်ကလေးကြိုးစားထွက်ကြခင်ဗျားတို့ကအတန်ထွက်ခိုင်းတော့လေသိပ်ထူတာမဟုတ်ဘူးနှာကြိုးသုံးယောက်လို့တစ်ခါမေးလေဒီအတန်တစ်ခါမေးလေဒီအတန်မင်းလားဟိုနှာကြိုးသုံးယောက်ပဲကြောင်းနဲ့နှာကြိုးကအော်တယ်နှာကြိုးဆိုတော့နှာသံနဲ့ပဲညုံနဲ့ပဲညုံလို့ဆိုတယ်
ပဲဝဲမဲ့နှာကျိုးကလှမ်းခေါ်လိုက်ပဲညုံတဲ့နာအောင်လို့ဆိုအင်းကြီးတို့ငါမမြောင်နဲ့ကျောင်းတော်မဟုတ်ငါကားနေလို့ခေါ်တာဘာပြောကောင်းလဲနှာကျိုးနှစ်ယောက်တတ်ကြနောက်တကြီးအိမ်ရောက်ထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးလိုက်ဟာမနှုံးနာနဲ့နာလုံးလို့ဆိုတဲ့ဥမဲ့ရိုးကြတယ်နောက်အမှုစစ်ကြီးတော့ဟဲ့နင်တို့ကနှာကျိုးဝင်အောင်ပြန်ရဟာလို့အကုန်ပြန်ထွက်ရထူးမှမထူးပဲနဲ့အမှုကနှာကျိုးမှုဘယ်သူမှဆုံးဖြတ်လို့မှမရပဲသုံးယောက်တလုံးကျိုးနေတာကိုဒါကြောင့်ခမည်းတော်အတန်ကလည်းတခါမဲလည်းမထူးတခါမဲလည်းမထူးဆိုနှာကျိုးသုံးယောက်လို့တော့မဖြစ်စီနဲ့ကဲဒါလေးသတိပေးပြီးတဲ့နောက်ပရိသတ်ကြီးအဲ့ဒီငွေ30ကကျုပ်နဲ့ဝယ်ပြီးတော့စားပါတောက်ပါလို့ခိုင်းရလားလို့မခိုင်းဘူးကိုစားခြင်းလို့ကိုတောက်ခြင်းလို့တောက်ဥပမာအဲ့ဒီငွေ30ကဘာနဲ့တူတယ်လဲလို့ဆိုတော့ဖယားလှူတဲ့ဒါနဘုန်းကြီးလှူတဲ့ဒါနအာသီလရဲ့လှူတဲ့ဒါနသရောင်းစားပေးတဲ့ဒါနခွေးကျွေးတဲ့ဒါနဘာပဲဖြစ်ဖြစ်ပေးတာစွန့်တာမှန်သမျှစသနာလက္ခဏာပါသောကြောင့်အဲ့ဒီလိုဘယ်ဒါနပဲပြုဘယ်ကုသိုလ်ပဲပြုအဲ့ဒီလိုလှူတဲ့ဒါနကငွေ30နဲ့တူပါတယ်တဲ့ငွေ30ဒီကြောင့်နဲ့ဝယ်ပြီးစားပါတောက်ပါမခိုင်းသလိုခမည်းတော်လှူတဲ့ဒါနကတော့ဖြင့်ကျုပ်ဒါနကြီးပြုပြီးတော့လူပြေတောင်းလိုက်ပါခမည်းတော်များခိုင်းသလားပြုခိုင်းဘူးငွေ30လိုပဲအကျုံနဲ့နတ်ပြေတောင်းပါလို့ကောခိုင်းသလားပြိဿခိုင်းပါဘူးဗျာအကျုံနဲ့ဗြဟ္မပြေတောင်းပါလို့များခိုင်းသလားခိုင်းပါဘူးဗျာမခိုင်းပါဘူးဘာလို့မခိုင်းတယ်လဲဒါနသည်ခိုင်းနိုင်တဲ့တတ္တိမရှိဘူးသူ့ကိုပြုတဲ့အကြောင်းကြောင့်မခိုင်းတော့လေအကျိုးပေးနိုင်တဲ့ကမ္မတတ္တိလေးတော့သူ့မှာရှိကဲဒါဖြင့်ကောင်းပြီအဲ့ဒီလိုဒါနကမခိုင်းငွေ30လိုပဲပြိဿအတောင်းမခိုင်းတော့လေခမည်းတော်ကလောဘဥစည်းပြီးတော့ကထေခင်းနဲ့သင်္ကန်းကတ်တဲ့ကြောင်းဆောက်တဲ့ဆွမ်းကျွေးတဲ့ဆွမ်းလောင်းတဲ့ဒီဒါနတွေပြုပြီးတော့လူချမ်းသာပရိသေဧကရေစัจ java ရေမန္တဆိုတာဒါနကမတောင်းပေမဲ့ခမည်းတော်အစ္ဆတတန်တံမှာတန်တရားရှိအောင်အတောင်းခိုင်းနေတာကလောဘပြုတ်ဒီသားကြီးဟိုချမ်းသာတွေတောင်းတာဘယ်သူကတောင်းတာတော့ဒါနကဟုတ်ကဲ့လားဒါဖြင့်ဒါနပြုတန်တရားရှိတယ်ဆိုတဲ့ပုံမှအတက်လွဲနေတယ်တန်တရားရှိတယ်ဆိုတဲ့ပုံမှကိုလောဘကိုပြောင်းတက်လိုက်တော့တန်တရားရှိအောင်လုပ်တာဒါနမဟုတ်ဘယ်သူလဲလောဘပြေသာကြီးဘယ်သူတို့မျိုးဒါဖြင့်နောက်လောဘဥစည်းပြီးတော့လှူအောင်မလားပြေသာလောဘဥစည်းမလှူရင်ပြေသာကြီးတန်တရားရှိပါအောင်မလားရှိပါဘူးဗျာဒါဖြင့်ဒါနပြုတန်တရားရှိတယ်ဆိုတဲ့နှမျောဝန်တူတဲ့လူများပြောတဲ့စကားမဟုတ်ဘူးဆိုတာတော့ရှင်းသွားပါလားရှင်းပါပြီဗျာရှင်းသွားလို့ရှိရင်ဒီကနေ့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်တစ်ထုတ်ခေါ်ကြစို့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဓမ္မပဒကထုတ်ခေါ်မှာဖြစ်ပါဓမ္မပဒဘိက္ခုဝက်ပြင်ဆက်ကဒါယကပုံနာကြီးကိုဘုန်းကြီးဟောမလို့ဘုရားကိုယ်တော်မြတ်ကြီးသည်ဇေရဝံကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါမြတ်စွာဘုရားဇေရဝံကျောင်းတော်တရင်သုံးစဉ်သာဝတိမြို့မှာပြင်ဆက်ကဒါယကလို့အမည်ရတဲ့ပုံနာကြီးရှိပြင်ဆက်ကဆိုတာပြင်စအကဒါယကပေးငါးပါးသောမုံမုံမြတ်မြတ်ပေးတတ်တဲ့ပုံနာလို့အဲ့ဒါလို့ခေါ်ပါပဲပြင်ဆက်ကဒါယကဆိုတာဘုန်းကြီးတို့ငါးပါးသောမုံမုံမြတ်မြတ်ဥဖြာဖြာလှူတတ်တဲ့ပုံနာလို့ဒီအဓိပ္ပာယ်ရဒီအဓိပ္ပာယ်ရတော့ဒါကိုဘုန်းကြီးတို့တနည်းအားဖြင့်နားလည်အောင်ဇတ်ထုံနာမည်လေးတက်လိုက်မယ်ဆိုရင်မပေးဆိုတဲ့အမိအဖြစ်ဇတ်ထုတ်တက်လိုက်တော့ရွှေမန်းတယ်မောင်ရဲ့ရွှေခွဲမဟုတ်ပါဘူး
ဒီနေ့ဘာဇတ်ထုတ်ဟောမှလည်းမေးရင်လူတိုင်းနားလည်အောင်ဖြေကြတော့ပေါ့မပေးဇတ်ထုတ်ပါဗျာဧတာကြီးဒီနေ့ဘုန်းကြီးဘာဇတ်ထုတ်ဟောမှာတော့ဆိုလို့တော့ကောင်းနော်မပေးခံကြကဲဒါဖြင့်ကောင်းပြီအဲ့ဒီတဝဋ္ဌိမြို့မှာနာမည်လေးပေးရမယ်ဆိုရင်ပုံနာကြီးကဥပေးခြင်းလို့ဒီလိုမှတ်တော့ပုံနေမကြီးကဘုန်းကြီးတို့ဒေါ်ပြင်းတယ်ပုံနာကြီးကဘယ်သူတဲ့တို့ပုံနေမကြီးကဒီနော်နှာကြိုးတွေပြန်ရော့သွားတဲ့တံပတ်ကအဲ့ဒီပုံနာကြီးနဲ့ပုံနေမကြီးဥပေးခြင်းနဲ့ဒေါ်ပြင်းနှစ်ယောက်ရှိကြပြင်းတတ်တယ်နော်ဒါနပြုတဲ့နေရာဘလောက်ထိအောင်ပြင်းတယ်လဲဆိုရင်ဘုန်းကြီးတို့မန္တလေးဆုံးကကြွတုန်းကပြောရအောင်မယ်မန္တလေးဆုံးကကြွတုန်းကတောကတက်ကြီးပွားတဲ့ပွဲစားနဲ့တူပါရဲ့ပွဲရုံတစ်ခုဘုန်းကြီးရောက်သွားတပိတ်ပိုက်လို့ကျွတ်တော့စာတင်သားတဖေးချမ်းမကန်ကြီးနဲ့ဆေးဘောလေးကြီးလက်ကျန်းညှခဲလို့ဆုံးစလုံးကြီးကအငွေတစ်ထောင်းထောင်းနဲ့ဘုန်းကြီးတို့ကလည်းတစုံရနေတာမှတ်လို့ဒီလိုတစုံချင်းရှောက်စုရတာတနှက်စာအတွက်လွယ်တာမဟုတ်ဘူးအဲ့ဒီလိုရှောက်ပြီးစုရင်းနဲ့ဆွန့်ခံလိုက်တာဆုံးစလုံးကြီးအငွေတစ်ထောင်းထောင်းဇွန်းတက်ထားတဲ့ကျုပ်ကဝင်ရဆင်းလေးတော့လည်းဖက်ရည်တော့ပြက်မှနဲ့ဆွန့်ထမလောင်းအေးတော်ကြီးကိုတော်လေးကြွလာတဲ့မဏိနေဘူးလှပြီးဆွန့်ထွက်လောင်းပါဘုန်းကြီးလူတွေနဲ့တူပါရဲ့မဏိဆိုတာအုတ်ခေါင်းပြောတာကြားသေးဘူးတော်ကြီးကဟေးတော်ကြီးကိုတော်လေးရနေတဲ့မဏိနေဘူးလှပြီးဆွန့်ထွက်လောင်းပါဒီကကြားတယ်မိမကြီးကကြားတော့ဘာလှမ်းပြောလိုက်တော့နဲ့တော့ကိုယ်တိုင်ထွက်လောင်းငရဲကြီးတာမှတ်လို့ဒီချက်ပြုတ်နေမအားတာမသိဘူးလားကိုယ်တိုင်ထွက်လောင်းလိုက်ရောပေါ့မအားဘူးဆိုတော့မှတက်ရောက်သေးဆုံးစလုံးကြီးကိုင်းပြီးတော့ဘောက်ဘက်နဲ့မြေကြီးနဲ့ရံဖြစ်ပြီးဆောင်းကြီးအောင်ကြီးထွက်လာပြင်းတာတကားတို့ကျဝနာရောက်တော့လေမန္တလေးဆိုတာကြွလာတဲ့တန်ဃာတွေတစုံချင်းမြတ်အောင်လောင်းရတာအဲ့ဒါလို့မလောင်းဘူးဗျာဇလုံးကြီးစောင်းပြီးအကုန်လုံးချစ်ချုပ်တွန်ထက်ကျုပ်ကတော့ပြုံးတရားတရားရှိတာမရှိတာပါထားဒီဖိုးကြီး2ယောက်3ယောက်လောက်တွေ့ရင်ငါတပိတ်ပြေးတာဟာဒါကျွတ်တဲ့ဘက်ကတွေ့ကေးအဲ့ဒီလိုချစ်ချုပ်လောင်းနေတော့ဒကမာကြီးကလှမ်းပြောတယ်ဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသနော်ကျုပ်လည်းအာနာတယ်နဲ့တူပါရဲ့ကြားသေးဘူးဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသနော်နောက်သူကြားတော့ဘာပြောတော့လူပြင်းတဲ့စကားပေါ်မှတ်ချင်မှတ်ထားပေါ့ဟာဆုံးလောင်းတာပဲတဲ့ဖောက်တယ်ထားလောင်းမနေနိုင်ပါဘူးကုံသွားပြီးရောပေါ့အကုန်လုံးလောင်းချပြင်းတာတကားတို့ဒါကြောင့်နတ်ပြည်မှာနတ်သမီးတွေများသည်နတ်သားတယောက်နတ်သမီး1000တောင်ရှိသည်နတ်ပြည်ဟိုလဲနေတဲ့ဟာကြီးကရှိတာကိုရတဲ့အဲ့ဒါဘာတော့ယဟစီးဘူးလားချားရောဟုတ်တယ်ယဟတို့ချားတို့ဆိုတာရှိတာဒါကြောင့်မေးကြည့်ရအဲ့ဒါရှိတော့လဲသူ့ဝေးမှာပေါ့တရားပွဲနဲ့ဒါနဲ့တော့ခမရတို့ခါသာဖြစ်တယ်လို့ကြည့်ရှုလှုပ်ထားတယ်ကျုပ်လည်းမတတ်နိုင်ဘူးပေါ့ကျုပ်ကဘလောက်ဆိုသူပြိဿညင်အောင်ထိမ့်တတ်တဲ့ဘုန်းကြီးပါအဲ့ဒါကြောင့်ကျုပ်မနိုင်ဘူးလန့်တော့အော်မှာပဲဒီထဲမြို့တစ်မြို့ကျုပ်မြောက်ပွဲနဲ့ရှင်ချပြိုင်မှာကွာလို့မင်းတို့ဘယ်မင်းသားဘယ်မင်းသမီးခေါ်မျက်နှာချင်းဆိုင်ပြိုင်သားမှာငါနိုင်အောင်အော်ပါမယ်မြောက်တော့ငါမနိုင်ဘူးမြောက်ကသူကဆိုတာမှမဟုတ်ခဲနဲ့ဘေးဟာတွေကဆိုပြီးပန်းမကြီးကဒိန်ဒိန်တွန်းတီးနေတာမြောက်ဆိုင်ဆိုတာဘယ်တော့မှတုံနေမုံကိုတီးတာမှမဟုတ်ခဲနဲ့ဒိန်နဲ့တွန်းနဲ့အဲ့ဒီတပွဲတော့ဘုန်းကြီးအရှုံးပေးခဲ့နောက်ဒီလိုတရိတ်ဆန်နဲ့ကြံဒီကန်နဲ့များရှင်ပြီးတော့ခင်ဗျားတို့ပြိုင်ချထားလို့ရတော့ကျုပ်ဘယ်တော့မှမဟောမင်းသမီးနဲ့တော့ကြိုက်တယ်လို့လုပ်ပါမြင်းကမှကျုပ်ပထမဆုံး
ရန်ကုန်ကတန်းထွန်လေးတို့မျိုးမြင့်လေးတို့တက္ကသိုလ်များကြီးတို့ရုပ်ရှင်မင်းကြီးတင်တင်လှတို့ပလဲတို့ရီလေးတို့ချိုပြုံးတို့ယောက်ျားလားမိန်းမလားမသိဘူးပူချာချာနဲ့ပါသေးတယ်ရွှေလုံးဆိုတာဒီတပြုံကြီးအဲ့ဒါတွေနဲ့မျက်နှာချင်းကန်ရုပ်ရှင်ချဟိုးရှည်ကြီးကောင်လေးတွေကအဲ့ဒီပဲလှဲ့ကျုပ်ကလည်းတွန်းអော်တာနောက်တော့လာလျှောက်တဲ့အရှင်ဘုရားခွန်ကြီးဘေးလှည့်ပေးပါတဲ့တပည့်တော်တို့အလုံးလုံးမဖြစ်လို့ဘယ်လုံးလုံးဖြစ်မလဲသူတို့ကစီးနဲ့ဝါနဲ့ကျုပ်ကကျုပ်អော်ချင်တာអော်တာကျုပ်တန်နေဟိုဘက်ရောက်သွားတော့တီးတဲ့ကောင်တွေကိုကားဖြစ်ကုန်ဒါတော့အဲ့လိုမျိုးတွေနဲ့ရှင်နာတော့ကိစ္စမရှိဘူးမြောက်ပွဲကြကျုပ်ရှုံးခဲ့တယ်ဗျာကဲရှိပါစေတော့ဘေးဖောက်ထွက်သွားဒီလိုနဲ့ဆက်ကြဦးဆိုတရားနာပြိဿယောက်ျားတွေဌာနပြုတဲ့နေရာပြင်းသည်ဥပုသ်ဆောင်တဲ့နေရာပြင်းသည်တရားနာတဲ့နေရာပြင်းသည်တရားအထုတ်တဲ့နေရာပြင်းသည်ဒါကြောင့်နတ်ပြည်သွားတဲ့နေရာမှာမိန်းမတွေများများရောက်နေသည်တောင်းတာကတော့နတ်ပြည်ယောက်ျားတွေကတောင်းသည်ရောက်တာကမိန်းမတွေများများရောက်သည်ဘာဖြစ်လို့မိန်းမတွေများများရောက်ပါလဲနတ်ပြည်ရောက်တဲ့အလုံးမိန်းမတွေကသာများများလောက်ကြသည်ကြည့်ပြသေးချာဥပုသ်ဆောင်တဲ့နေရာကြီးမိန်းမတွေများဆွမ်းလောင်းတဲ့နေရာကြီးမိန်းမတွေများဆွမ်းတော်တင်တဲ့နေရာကြီးမိန်းမတွေများတရားအထုံးတဲ့နေရာကြီးမိန်းမတွေများတရားနာတဲ့နေရာကြီးမိန်းမတွေများရုပ်ရှင်စာပွဲကြီးအဲ့ဒါတော့မပြောဘူးရဆောက်ထိုးမှစိုးပါသေးတယ်ကိုအဲ့ဒီနေရာလဲများလာပဲပြိဿမိန်းမတွေနေရာတကာများနေသည်ဘာဖြစ်လို့များတာလဲလို့ဆိုတော့များကိုများလို့မြို့သူမြို့သားတွေပါရန်ကုန်တို့အင်းစိန်တို့မခေပါဘူးဘာတွေများတာတုံးဆိုတော့ကျွတ်တူကိုင်းဟိုဟာတွေများတာပေါ့ဘယ်လောက်ထိများတော့ကျုပ်ပြောရှေးတုန်းကရုံးမြေကြဆိုသည့်အလောက်တလင်းတမယားနဲ့အသက်သေးကြသည်လင်းသေးတယ်မယားအိမ်တော်မပြူဘူးမယားသေးတယ်လင်းနောက်ထပ်အိမ်တော်မပြူဘူးငါသားသမီးတွေပထွေးနဲ့မိရွေးနဲ့ဒုက္ခဖြစ်ချီရဲ့တကယ်ရုံးမြေကြပါလားဗျအခုတော့သူတို့မြောက်ပေးတဲ့စကားလေးကရှိနေတယ်အိုးတဲ့ဒါကတော့တပင်လဲလို့တပင်ထူတာပဲလဲလို့ထူတာတင်လို့ယူတာအကြောင်းမဟုတ်ဘူးမလဲပဲနဲ့ဘွက်ပေါက်နေတာကျွတ်တူတိုင်းပြီဘာပြောကြည့်နေလို့ခင်ဗျားတို့အသိဆုံးရထဲနေတာကျွတ်တော့ခင်ဗျားတို့တဝက်တောင်မသိဘူးမလဲပဲနဲ့တောင်ကျွတ်တို့တိုင်းပြီဘွက်ပေါက်နေပါသဖြင့်ဒီကာမေတုမိစ္ဆာစာရကံကြီးကြောင့်ယောက်ျားဖြစ်တဲ့လူနဲ့ပြီးတော့မိန်းမဖြစ်တဲ့လူတွေများကုန်လို့များကိုများတယ်ဆိုတာကြုတ်ပြောတဲ့ဟိုဘွက်ပေါက်တဲ့ဟာတွေများနေသည်ရှင်းရလားကြုတ်ပြောတာမရှင်းရလဲနားကိုကြုတ်တို့မိချစ်ဆန်နဲ့ဘာနဲ့မလုံနဲ့နပွင့်ကြီးကြီးတန်မိုးနဲ့ကလော်ထုတ်တစ်ခုခုပိတ်နေလောက်ဟုတ်တယ်လေဒါလောက်ပြောလို့မှမရှင်းပိတ်နေလောက်ဒီထဲသူတို့ကပြောသေးတယ်မနတ်ပြည်တောင်းတော့ပေါ်ကွာတယ်နတ်သားတယောက်နတ်သမီး1000နဲ့1000မှန်းတောင်း1000မှန်းတောင်းလားမတောင်းနဲ့တကားတို့နတ်သားတယောက်နတ်သမီး1000ဆိုအဲ့ဒီနတ်သားတက်တာမယ်မဟုတ်ဟိုစဉ်းစားကြည့်ရတာကိုကွာအလူပြေမိမ2ယောက်ယူတဲ့လူတွေဘလောက်ပလီရတော့နတ်သမီး1000ဆိုအဲ့ဒီနတ်သားပလီနေရတာနဲ့ငါတို့တော့အိပ်ရလိမ့်မယ်လို့မထင်များဒါကြောင့်ငါမသက်သာဘူးပြောတယ်မယ်ဒီတဲ့သူတို့ကဆင်ကြေကန်လေးအိုးတဲ့နတ်သမီး1000မေဒီဘာဖြစ်တုံးနဲ့လူပြေလူဆန်းရှာစီရှာတိုက်တယ်မော်တော်ကားဝယ်ရီရီဝယ်နဲ့ဘာမှရှားဖွေလုတ်ကန်ကြွေးရဘူးတဲ့ရှားဖွေမကြွေးရဘူးတဲ့နတ်သားတယောက်နတ်သမီး1000ပဲဟဲ့လုံးမကြွေးရဘူးကွာတဲ့တို့လူပြေဖြစ်ဟမ်မကြပါဘူးကွာတဲ့မိန်းမလေးတယောက်ရပါတယ်ဆိုပြလဲပူညံဟောတာပေါ့ဒါကြောင့်တရားနာပရိသတ်ရေနတ်ပြည်ရောက်တဲ့လူမိန်းမတွေများများလို့တော့မိန်းမတွေကြီးရောက်သွားရင်ကျွတ်တို့ကဘုန်းကြီးရဟန်းမိမဲ့ယောက်ျားကဖြစ်တဲ့ဘုန်းကြီးဆိုတော့ကျုပ်တကာတွေကိုချင်းစာလို့တဏှာလို့ပြောနေတာမပြင်းညနဲ့ဗျနတ်ပြည်သွားမှတော့ကိုယ်တကာတွေနဲ့ဒကမတွေ2ယောက်စလုံးအတွဲလိုက်အတူတူပဲသွားစီချင်တာပေါ့ဒကာကြီးတွေဥကြံရဖြစ်နေမယ်ဆွန်းလောင်းတာငရဲမကြည့်ဘူးကိုယ်တိုင်လောင်းရကိုယ်တိုင်လောင်း
လို့တိုက်တွန်းပြီးတဲ့နောက်ကျွတ်တို့ဒီလက်ထက်တင်ပြင်းသလားလို့ဆိုတော့ဟောဖယားလက်ထက်ကပြင်းမုံလေးခုနှစ်ကဥပေးခြင်းနဲ့ဒေါ်ပြင်းကိုဆက်မလို့ယူဥပေးခြင်းနဲ့ဒေါ်ပြင်းသည်ဒီကနေ့ထမင်းမောထမင်းစားရဥပေးခြင်းခေါ်တဲ့ပုံနာကြီးသည်လမ်းဘက်ကိုကြောပေးပြီးတော့အိမ်ဘက်ကိုမျက်နှာပြုစားပါနောက်တရားနာပိဋကဒေါ်ပြင်းကတော့လမ်းဘက်မျက်နှာပြုအိမ်ဘက်ကြောပေးစားပါဒီနာကြီးမင်းရအောင်မဲ့လမ်းကတစုံတယောက်များလာရင်ဘယ်သူကမြင်မှာဒေါ်ပြင်းကမြင်မှာပေါ့သူကလမ်းဘက်လှည့်တာကိုဒီကနေ့ကျွတ်တို့သုံးလုံးကထိုထာသဗ္ဗညမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်မုံမြတ်မြတ်၅ပါးကိုလှူတဲ့ပုံနာကြီးလင်မယားထံငါဘုရားကြွမှာပြင့်လိမ့်မယ်ထင်တယ်ငါဘုရားကြွကသူတို့ဒီမတ်ဖို့ရမယ်ဥပနိဒယရှိမရှိလို့ကြည်တော်မူလိုက်တဲ့အချိန်ခါမှာမတ်ဖို့ရမယ်ဥပနိဒယမြင်တော်မူသဖြင့်ဘုရားကြွလာဒီပုံနာကြီးဥဖြန်းဖြန်းလှူပုံလေးကိုကိုင်းတရားနာပိဋကကြီးနောက်ကလိုက်ပြီးတော့ဆိုစမ်းလက်ချိုးပြီးတော့ကောက်ရိပ်သိမ့်တဲ့အခါမှာကောက်ရိပ်ဥလှူသည်တလင်းနေသောအခါမှာတလင်းဥလှူသည်တလင်းတွင်ဗန္ဒာပြုသောအခါမှာဗန္ဒာဥလှူသည်ထမင်းအိုချက်သောအခါမှာထမင်းအိုဥလှူသည်ထမင်းခူသောအခါမှာထမင်းခွက်အူလှူသည်ဥဖြာပြဘယ်တော့မှကိုအရင်မစားဘူးတဲ့ဗျဥဖြာပြအဲ့ဒီ၅ခုကိုလှူလို့သူပြင်ဆက်ကဒါယကပုံနာတဲ့မြန်မာလိုပြောတော့၅ပါးဥဖြာပြမုံမြတ်မြတ်လှူတဲ့ပုံနာကြီးတဲ့ခင်ဗျားတို့နားလည်အောင်ပေးထားတဲ့နာမည်ကတော့ဘယ်သူတဲ့တို့ဥပေးခြင်းကဲထမင်းစားနေတဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ကြွလာဆိုကြပါစို့ပုံနာကြီးနောက်ကနေပြီးတော့ဘုရားကိုယ်တော်မြတ်သပိတ်ကြီးပိုက်ပြီးတော့ဝင်ဆွန်းရပုံနာကြီးမမြင်ရှာဘူးကြောက်ပြရက်ကိုလမ်းဘက်မျက်နှာလှဲ့တဲ့ဒေါ်ပြင်းဆိုတဲ့ပုံလေးမကြီးမြင်ပြီပြုတ်ဟောကြည်စမ်းစားတောင်နေတော့လေခုခတ်နေတော့လေလာခြင်းဝင်လာတာပဲအခုအစားလဲနေတော့လေဝင်ခြင်းဝင်လာတာပဲအပြစ်တင်နေတာအလှကံပုဂ္ဂိုလ်ပဲဗျသူ့ချိန်လေးနဲ့သူတော့လာတာပေါ့ပြေက12နာရီကကြော်ရင်ဘုန်းကြီးတွေဆုံးခံလာရလားလာပါဘူး12နာရီအတွင်းကောအဲ့ဒီချိန်လေးတော့လှူနိုင်အောင်ပဲရှားဖွေထားပေါ့လာရတဲ့အချိန်လေးကြည့်ဟိုမှာလာရတဲ့အချိန်ကလေးကြွလာတာစားလုံးမလားဘယ်ချိန်လာမလဲဗျကြည့်ခုဖယားကြွလာတာကိုကြည်သားစားလုံးတော့တုံးလည်းလာတာပဲမမြင်ရအောင်ဆောင်တဲ့မျက်ခွန်လေးဖုံးပြီးတော့ဘုရားကိုယ်တော်မြတ်မကြွဘူးနောက်ပုံလေးမကြီးကကြွမလားလို့မျက်ခွန်လေးလှန်ကြည့်လိုက်မကြွဘူးဒုက္ခပဲဒါကြီးမပေးသူဇုတ်ကနေတော့မှာမပေးသူဇုတ်ကနေတော့မှာခက်တယ်ငါပုံနာကြီးကလည်းအလှတန်းအင်မတန်ဝါဒနာပါတယ်ကောင်းရိပ်သိမ်းတဲ့ချိန်လှူတဲ့တလင်းတဲ့ချိန်လှူတဲ့တလင်းတွင်ဘာနာပြုတဲ့ချိန်လှူတဲ့ထမင်းအိုးချက်တဲ့ချိန်လှူတဲ့ထမင်းခူးတဲ့ချိန်လှူတဲ့ဒါကြောင့်သူပြစ်ဆက်ကဒါယကလို့တော့အမိတွင်းနေတယ်တရားတရားရှိတဲ့ပုံနာကြီးများစားနေတုံးမြင်သွားရင်ထလှူတော့မှာထလှူလိုက်ပြန်ရင်လည်းပဲထမင်းမလောက်ရင်ငါပြန်ချက်ရမှာပြင်းလာပါပြီထမင်းကလေးချက်ရမှာကစပြင်းကျွတ်တော်ပရိသတ်ထဲအဲ့ဒီလိုဒကမာကြီးတွေပါသလားပြုမပါဘူးပဲပြောပါဘာမှမပါပဲမပါဘူးပြုဒီထဲမှာကြည့်ဟိုပုံလေးမှာကြီးထမင်းထက်ချက်ရမှာပြင်းတော့အကယ်၍ငါကအတိတ်စထဗန္ဒေတပိတော်တို့မှကြော်ပြီးတော့တော်ရအိမ်ဆွမ်းရတော်မူပါဘုရားဆိုရင်လည်းပုံနာကြီးလှဲ့ကြည့်ပြီးလှူတော့မှာပုံနာကြီးလည်းမသိအောင်ငါလည်းထမင်းထက်မချက်ရအောင်ကာယဝိညာဉ်နဲ့ငါသိစီ
ပုံထဲမှာကြီးကပုံသားကြီးမသိအောင်ဆိုပြီးတော့တခါတည်းမျက်စက်ပစ်ပြလိုက်တယ်ဘုရားအတော်ဆိုးတဲ့ပုံလေးမှာကြီးရေးသားကြီးပုံထဲမှာကြီးကဘုရားဘာလို့ပြတော့မျိုး